နီးကျော်လေးကိုမင်းသမီးအဖြစ်ဆင်တင်ပေးတော့မယ့်တထေးကြီးကိုရွှေမန်းကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးပရိုဂျူဆာတထေးကြီးပါကိုရွှေမန်းလူပြိုဘွားမှာနာမည်ကြီးရုပ်ရှင်မင်းသမီးတွေစူပါမော်ဒယ်တွေနဲ့တယောက်ပြီးတယောက်တွဲခဲ့တာဖြစ်ပါတယ်အခုတော့ကိုရွှေမန်းအလှပရေးရာဆရာဝန်ဒေါက်တာဖူးပွင့်ခိုင်နဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်ခဲ့တာပါတထေးကြီးကိုရွှေမန်းဇနီးဒေါက်တာဖူးပွင့်ခိုင်ဟာနာမည်ကြီးမင်းသမီးတွေလုံးရုပ်ရည်ချော်မော်လှပတာဖြစ်ပါတယ်အခုဟာကိုရွှေမန်းကမိမကိုလည်းနုပညာပိုးဝင်အောင်ဆိုပြီးမင်းသမီးလောက်ခိုင်းတော့မယ်လို့ဆိုပါတယ်။မကြသေးခင်ကမှမင်္ဂလာဆောင်မတ်တရအနေနဲ့စိုက်စီတွန်ကန်စိုးပြေတစင်တို့နဲ့အတူဗီဒီယိုကလစ်လေးတစ်ခုရိုက်ကူးခဲ့ပါသေးတယ်။အဲ့ဒီဗီဒီယိုထဲမှာကိုရွှေမန်းကသူ့ဇနီးလေးကိုမင်းသမီးအဖြစ်စာနောက်ပြီးတရုပ်ဆောင်ခိုင်းတာပါ။သူကတော့ဝူတူဝါတာနဲ့မင်းသမီးတွေလိုတော့မပြီးပြင်းသေးဘူး။အမတ်တရပေါ့လို့ကိုရွှေမန်းအကြီးမောမောနဲ့ဆိုလာပါတယ်။ဒေါက်တာဖူးပွင့်ခိုင်ကိုယ်တိုင်ကလည်းပြန်ကြည့်ရင်ရှိဖို့ကောင်းလို့ကိုတော်မကြည့်ရဘူးကြော်ကြည့်ရတယ်လို့ပုံမှန်လင်းလင်းပြောပြခဲ့ပါတယ်တထေးကြီးဟာဇနီးတဲ့ကိုအမှုပညာပိုးဝင်အောင်ဘလို့တွေထပ်ပြီးမြေတောင်မြောက်ပေးအောင်မလဲဆိုတာပြိတ္တကြီးလည်းစိတ်ဝင်စားနေကြမှာပါကိုရွှေမန်းတို့ဇနီးမောင်နှံရဲ့အမှုပညာလှုပ်ရှားမှုတွေကိုအားပေးကြမယ်ဆိုရင် comment မှာပြောပြသွားကြပါအောင်ရှင်